ရက်ပိတာဟောအမီးတို့ကဆိုနေတဲ့ဒီကရက်ပိတာလို့ခေါ်တယ်ရက်ပိတာကျွန်တော်တို့ကဗျာအပ်ဖို့တွေကိုယူရီပန်နဲ့ယူရီပိုင်းလုပ်ပြီးမင်းကျင်တဲ့ကိုနောက်ဆုံးလုပ်တော့မယ်ဆိုရင်ပိတာတစ်ခုထားရတယ်ဒီကောင်တစ်ခုဟိုကောင်တစ်ခုဟုတ်ဒါစကန်ပိတာနောက်ပိတာဟုတ်ပိုင်းပိတာလို့ကနောက်ဆုံးအစ်ပဲပေါ့ဒီကောင်တော့အဲ့ဒါကိုခေလာနေနဲ့စီပြစစ်ပြီးမှအပေါ်ရောက်နေဟုတ်ဘာဝဲကျင်နေတယ် ဖယားနေလာတယ်ဗျာနောက်ဆုံးအစ်တွေပြောရရင်မင်းကျင်တဲ့ဝင်ဖို့အတွက်ဟုတ်ကဲ့ဒါတက်ရိုက်မယ်တော့ရမယ်ဒီကိုချင်းအဲ့အပေါ်နဲ့ဒီကို temperature တွေကိုပြပေးရတယ်ဒီကောင်ကနေပြီးတော့အပေါ်ကရမ်းဖို့တယ်ပေါ့ဒီလေကိုပုံမှန်ဝင်120လောက်ဝင်တာဟုတ်အဲ့လိုလေအပေါ်ချာဒီကိုပြန်နေဟုတ်လေးပြန်တော့မယ်ဒီကိုချာအပေါ်အဲ့လိုပြန်တော့ဒါအိတ်ချက်ဖို့စက်တယ်လင်းတဲ့ဟောအပေါ်စက်ကလေးနဲ့ပတ်လို့မရှိနဲ့ဟုတ်ဒီမှာစပိုက်ပတ်လို့မရှိနဲ့နှလုံးရနှလုံးသုံးတော့နှလုံးပြရင်နှလုံးတော့ဟုတ်ကဲ့လို့စက်ကလေးနဲ့ပတ်တော့နေရနေလာတော့စပိုက်ပတ်လည်းနေလာမောင်းလာတာပဲစပိုက်ပတ်လည်းမင်းကြီးတွေကိုတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါကိုပဲတော့ပုံစံရတဲ့ဟာတွေစက်တိုင်းတန်းဟုတ်အခုစက်တိုင်းတန်းဟိုဘက်ကစက်တိုင်းတန်းဟိုစက်တိုင်းတန်းဒီကောင်စားပေးတဲ့အသုံးနေကောင်အခုလေဗျာဟုတ်ကဲ့စက်တိုင်းတန်းနဲ့ဟိုအရှိ storage တန်းကနေစက်တိုင်းတန်းဟုတ်ရှိရတယ်ဒီလိုစီးတင်တယ်ဟုတ်ဒီဗီတက်နေရတယ်ဒီထဲပို့လိုက်တယ်ဗျာဒီထဲပို့လိုက်ဒီထဲမှာကျွန်တော်တို့စက်တိုင်းလုပ်တယ်ဟုတ်နေထိုင်တယ်ပေါ့ဒီမှာအဲ့ကောင်ကနေပြင်တင်ပေးပြီးတော့ယူရီပါရတယ်โอเคအဲ့ရဖို့ purifier နဲ့ CO တန်းစင်လိုက်တယ်ဟုတ်ကဲ့တန်းစင်လိုက်ပြီးမှအဲ့ကောင်စက်တင်းတန်းတွေကိုပြန်ပို့တယ်ဟုတ်ကဲ့ဟုတ်အဲ့ဟော sorry ဟာလေ service တန်းတွေကို service တန်းတွေကိုပြန်ပို့မယ်အဲ့ service တန်းကနေမှကျွန်တော်တို့ခုနစက်ကလေးနေပါတို့ supply ပါနဲ့ပဲပါခုနပြတဲ့ second meter တို့ဘာလို့ဆက်ပြီးတော့ကျွန်တော်တို့ခဲနေတယ်ရောက်သွားတယ်ဒီတော့ဒါကျွန်တော်တို့ဟိုဟာလူဝိုင်းပြည်ပါရအပေါ်ကြည့်နေပါရလူဝိုင်းကိုတော်တော်ပြောရင်အင်ဂျင်ဝိုင်းပေါ့ဗျာသားပါလို့အဲ့အင်ဂျင်ဝိုင်းတွေအများနဲ့လက်စင်နေအောင်အဲ့ purify လုပ်ထားပေးတယ်ဟုတ်ဒီကောင်ကလူဝိုင်း purify မင်းနေလူဝိုင်း purify